အနာဂတ်ကာလတစ်ခုမှာကဘာကြီးဟာဖုံမုံတွေနဲ့ပြည့်နှက်နေပြီးနောက်ဆုံးထွက်သက်တဲ့တဖြည်းဖြည်းချင်းနီးကပ်လာနေပါပြီကဘာလုံးဆိုင်ရာတီးနှံဖြစ်ဖို့ Blight ကြောင့်လူသားတွေရဲ့အစားအသောက်အရင်းမြစ်တွေဟာပျောက်ကွယ်နေရပါတယ်အရင်ဆုံးဂျုံနောက်တော့ရုံးပတီတီအခုတော့ပြောင်းဖူးပဲကြံတော့ပြီးအဲ့ဒီပြောင်းဖူးရဲ့တက်တန်းကုံဆုံးချိန်ကလည်းမဝေးတော့တဲ့အချိန်မှာရောက်လာတော့မှာပါဒီလိုမျိုးကြာရှုံးနေတဲ့စိုက်ပျိုးရေးလူအဖွဲ့အစည်းမှာအိမ်မက်မက်တူတွေနေရာမှာလေသမားတွေကပဲအစားထိုးဝင်ရောက်လာပါတယ်စာဝတ်နေရေးလောက်အရေးမကြီးဘူးထင်တယ်ဆိုပြီးတိတ်ပံပညာကိုတန်တရာမျက်လုံးတွေနဲ့ကြည့်ကြတယ်လို့ကျောင်းတွေမှာဆိုရင်လည်းလောက်ကိုဆင်းတဲ့ Apollo mission ခီးစဉ်တွေဟာဆိုဗီယက်တွေကိုစီးပွားပစ်အောင်လုပ်ဖို့ဘီလီယံချီအကုန်ကြခံဖန်တီးထားတဲ့လက်ကွက်တက်ပဲလို့တင်ကြားနေကြပါတယ်ဒါကတော့ခူဘောပါသူဟာမကြတဲ့ခင်ကပဲဇနီးတိတ်ဆုံးသွားတယ်နာဆာဆက်နက်မောင်းနှင်တူဟောင်းဖြစ်ပြီးအခုတော့လေသမားဖြစ်နေပါပြီသူကသူ့ရဲ့ရောက်ကတိဒေါ်နယ်ဆေချိုတက်တာထောမ်နဲ့ဆယ်နှစ်အရွယ်တမီလေးမော်ဖီတို့နဲ့အတူနေထိုင်ပါရဲခရူဘာဟာလေထွန်ရက်တူတွေကိုပဲအလိုရှိတဲ့ကဘာကြီးထဲမှာလမ်းမရောက်နေတဲ့လေမှုတယောက်လို့ပြောရမှာပါပဲထောမ်ကတော့ဒီမြေကြီးနဲ့ပဲကျင်းနေပေမဲ့မော်ဖီကတော့သူမအဖေလိုပဲစူးစမ်းလို့စိတ်အပြည့်ရှိနေသူပါသူမကတော့သူမရဲ့စာအုပ်စင်ပေါ်ကစာအုပ်တွေကိုတွန်းချပြီးဆက်တွေဖို့စူးစမ်းနေတဲ့တစေတကောင်အခန်းထဲမှာရှိနေတယ်လို့အခိုင်အမာယုံကြည်နေကတက်သေးပြနိုင်ဖို့စူးစမ်းနေပါရဲဒီလိုနဲ့တရက်မှာခရူဘာရိုမီတာစုဘေ့စ်ဘောပွဲတွားကြည့်ကြတော့ကြီးမားတဲ့ဖုံမုံမုံတိုင်းကြီးတိုက်ခတ်လာတာကြောင့်အိမ်ကိုအပြေးအလွှာပြန်လာခစ်ကြရပါတယ်အိမ်ပြန်ရောက်ချင်းမဖီရဲ့အခန်းပတင်းပေါက်ဖွင့်ထားခဲ့မိတာကြောင့်ဝင်လာပိတ်တုံးထူးခြားတဲ့ဖြစ်စဉ်တစ်ခုနဲ့တားဖားနှစ်ယောက်ကြုံတွေ့လိုက်ရပါတယ် dress ဆွဲအားချုပ်ရင်းတွားတယ်လို့မျိုးမဖီရဲ့ကျမ်းမြင်ပေါ်ကဖုံမုံတွေဟာဘာမှမသိတဲ့ထူးထူးဆန်းဆန်း line တွေအဖြစ်ကြာဆင်းနေခဲ့တာပါအင်ဂျင်နီယာတယောက်လည်းဖြစ်တဲ့ Cooper ဟာဒါတွေဟာတာမန် line တွေမဟုတ်ပဲ binary line တွေဖြစ်ပြီးနေရာတစ်ခုခုရဲ့ coordinate တွေကိုဖော်ပြနေတာမှန်ရိပ်မိတွားခဲ့ပါတယ်ဒါကြောင့်ဒီ coordinate တွေနောက်ကိုလိုက်တွားရင်းတားဖားနှစ်ယောက်ဟာဘယ်သူမှမသိရဲ့နေရာတစ်ခုကလုံခြုံရေးတင်းကျပ်ထားတဲ့ chance တစ်ခုစီရောက်သွားပါတော့တယ်အဲ့ဒါကတော့ Professor Brand ဦးဆောင်နေတဲ့ Nurser ရဲ့နောက်ဆုံးလက်ကျန်ဌာနချုပ်ပဲဖြစ်ပါတယ် Cooper ကို Professor Brand ကအခြေအနေတွေရှင်းပြပါရဲဒီနဲ့ဖြတ်ဖို့ Blight ဟာကမ္ဘာလေထုထဲက nitrogen တွေကိုဝါးမြုံနေပြီးဒီကောင်တွေပိုများလာတာနဲ့အမျှအောက်ဆီဂျင်ထုတ်ပေးတဲ့တီးနှံတွေကပျက်စီးကုန်တာကြောင့်နောက်ဆုံးမှာလူသားတွေဟာအသက်ရှူကျက်ပြီးတေဆုံးရတော့မယ်လို့ Brand ကပြောပါတယ် Murphy တို့မျိုးဆက်ကပဲကမ္ဘာပေါ်မှာနောက်ဆုံးရှင်တန်မဲ့လူသားမျိုးဆက်ဖြစ်လာပြီးအဲနောက်မှာတော့လူသားမျိုးတွေဟာမျိုးတုံးပြောက်ကွယ်သွားရတော့မှာပါဒါပေမဲ့မျိုးလင်းချက်အလင်းရောင်တစ်ခုတော့ရှိနေပါသေးရဲ့လွန်ခဲ့တဲ့48နှစ်ကစနေဂျိုအနီးမှာလိုဝက်ဆန်းကျဲတဲ့ wormhole တစ်ခုပေါ်လာခဲ့ပြီးအဲ့ဒါကို 5 dimensional ကအတိငယ်မြင့်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့သူတို့ဆိုသူတွေကလူသားမျိုးတွေကိုကူညီပေးဖို့တိစောက်ပေးထားတာလို့ NASA ကယုံကြည်နေပါတယ်ဒီ wormhole ဟာလူသားတွေအခြေချနေထိုင်နိုင်ခြေရှိရဲ့ကမ္ဘာ12ခုရှိရဲ့တခြား galaxy တစ်ခုစီတွားရတကားပေါက်တစ်ခုဖြစ်ပါတယ်လွန်ခဲ့တဲ့10နှစ်တုန်းက Lazarus အမည်ရ mission မှာရေးရင်းနဲ့အာကာသပညာရှင်12ယောက်ကိုအဲ့ဒီထဲကိုဆေလွတ်ခဲ့ပူပါတယ်အကယ်၍9ယောက်တဲ့အဂျိုကလူသားတွေနေထိုင်လို့ပြေးနိုင်မယ်ဆိုရင်ဌာနချုပ်ကို signal ပြန်ပို့က hyperslip ဆက်ထဲမှာအိတ်ဆက်နေပြီးလာကေတာကိုစောင့်နေရမှာဖြစ်ပါတယ်ဒါပေမဲ့သူတို့ထဲက Miller Edmonds နဲ့ Man တို့3ယောက်စီရပဲ signal တွေပြန်ရခဲ့ပါတယ်ပညာရှင်တွေကိုပြန်ခေါ်ဖို့အတွက် wormhole ကိုဖြတ်ပြီး data ပို့ဆောင်ဖို့ကအခြေခံအဆင့်ပဲရှိနေတာကြောင့်ဂျိုတွေရဲ့အသေးစိတ်အချက်လက်တွေကိုတွားယူဖို့နဲ့လိုအပ်တဲ့သူတည်တနာတွေပြုလုပ်ဖို့အတွက်အဲ့ဒီဂျိုတွေကိုလိုက်တွားရမှာဖြစ်ပါတယ်ဒီ mission အတွက် endurance အာကာသယာဉ်ကိုမောင်းနှင်ဖို့ Cooper ကို Professor Brand ကစီယုံပါတယ်ဒီ mission မှာ plan တစ်ခုရှိပါတယ် plan တွေကတော့လူသားအလုံးကိုအာကာသစခန်းကြီးတွေနဲ့လွတ်တင်နိုင်ဖို့ရှုပ်ထွေးတဲ့ dress ဆွဲအားညီမျှခြင်း gravity equation ကိုဖြေရှင်းဖို့ပါ plan B ကတော့ plan A မှာအောင်မြင်ခဲ့ရင်လူသားမျိုးနဲ့မျိုးမတုံးဖို့အရေးပြန်စနိုင်ဖို့လူသားတရေတာ9000နဲ့ကဘာတစ်မှာတွားရောက်အခြေချဖို့ပဲဖြစ်ပါတယ်ခီးစတင်မဲ့ရက်မှာတော့ Cooper အတွက်ရင်ကွဲမတက်ဝမ်းနေစရာကောင်းခဲ့ပါတယ်ဘယ်တော့ပြန်လာမယ်မှမသိတဲ့ CEO မသွားစေချင်တဲ့ Murphy ကတော့စိတ်ပြက်ပြီးဒေါသထွက်နေက Cooper ကိုမနှုတ်ဆက်ချင်ခဲ့ပါဘူး Cooper ကလက်ပတ်နိုင်လေးတစ်လုံးကို Murphy စီပေးခဲ့ပြီးအာကာသထဲမှာအချိန်ဟာကဘာနဲ့မတူပဲကွဲပြားနိုင်ကြောင်းရှင်းပြခဲ့ပါတယ်အဖေပြန်လာတဲ့အချိန်ကျရင်အဖေတို့ညောက်အသက်တူနေလောက်ပြီလို့လည်းသူကပြောခဲ့ပါတယ်အဲနောက်မှာတော့ငိုယိုကြံရိတ်ခဲ့တဲ့တမီးဖြစ်သူနဲ့မိသားစုကိုထားရစ်ပြီးပျက်စီးလူဆဲကောင်းကင်ကြီးထဲကိုဒုံးပြန်နဲ့ပြန်တက်သွားခဲ့ပါတော့တယ် Endurance အဖွဲ့မှာ Cooper အပြင် Professor ရဲ့တမီဇီဝဗေဒပညာရှင် Amelia တိတ်ပပညာရှင်အတီးတီးတွေဖြစ်ကြတဲ့ Romilly နဲ့သူပြီးတော့ဟာတာညံရွှင်ပြီးထူးထူးခြားခြားပုံစံရှိတဲ့ Taurus နဲ့ Case တို့စက်ရုပ်ညုပ်လဲပါဝင်ပါတယ်ဒီလိုနဲ့လူသားမျိုးနွယ်ရှင်တန်ရေးမျိုးလင်းချက်အတွက်ကဘာမြေကိုစွန့်ခွာပြီးအာကာသဟင်းလင်းပြင်ထဲကိုခီးဆန်ခဲ့ကြကနှစ်အကြာမှာပဲစနေဂျိုစီကိုရောက်ရှိလာခဲ့ပါတယ်တောက်ပနေတဲ့ wormhole ထဲကိုခက်ခက်ခဲခဲဖြတ်တန်းပြီး Gargantua လို့ခေါ်တဲ့အေယာမအလင်းတန်းတွေထွက်နေတဲ့ black hole ကိုလေပတ်နေတဲ့အဖွဲ့အစည်းတစ်ခုထဲ
ကိုအောင်မြင်မြင်ရောက်ရှိသွားခဲ့ကြပါတယ်သူတို့ရဲ့ပထမဆုံးမှတ်တိုင်ကမီလိုရဲ့ဂျိုပါဒါပေမဲ့ပြဿနာတစ်ခုရှိနေပြီးအဲ့ဒါကတော့မီလိုရဲ့ဂျိုကထင်ထားတာတဲ့ဂါဂန်ချူအာနဲ့နီးကပ်နေတဲ့နေရာမှာရှိနေပြီးဂါဂန်ချူအာရဲ့ပြင်းထန်တဲ့ dress wear အားကြောင့်အချိန်နှေးကွေးမှုကတော်တော်လေးကြီးမားပါတယ်ဒီဂျိုမျက်နှာပြင်ပေါ်ကတနာကြီးဟာကဘာပေါ်မှာ9နှစ်နဲ့ညီမျှနေတာပါဒါကြောင့်မို့လို့အဓိကရင်အစိတ်အပိုင်းကိုအချိန်နှေးကွေးမှုကနေကင်းလွတ်တဲ့အကွာအဝေးမှာထားခဲ့ပြီးရိုမလီယာကဂါဂန်ချူအာရဲ့ dress wear ကိုလေ့လာနိုင်ဖို့နေခေတ်က Cooper Amelia Drew နဲ့ Case တို့ဟာဂျိုဘိုဆင်တက်ခဲ့ကြပါတယ်ဂျိုရဲ့လေထုထဲကိုအောင်မြင်မြင်ဝင်ရောက်ပြီးမှတော့အာသက်စရာကောင်းစွာပဲမျက်စိတစုံရေတွေဖုံးလွှမ်းနေတာကိုမြင်တွေ့လိုက်ရပါတယ်ဆင်တက်တဲ့နေရာမှာရေတွေဟာဒူးစစ်လောက်အထိပဲနှက်ပေမဲ့ dress wear ကကဘာထက်30ရာခိုင်နှုန်းပိုများတာကြောင့်သူ Amelia နဲ့ Case တို့အတွက်ရေထဲဆင်းလျှောက်ရတာနည်းနည်းလေးလံနေခဲ့ပါတယ်ဒါပေမဲ့ဒါပြဿနာမဟုတ်သေးပါဘူးအစမှာတော့ဂျိုကြီးတစ်ခုလုံးဟာအေးချက်နေပုံရနေခဲ့ပြီးမကြာခင်မှာပဲမိုးကုတ်ဆက်ဝိုင်းကြီးဟာရွေရှားလာတာကိုတွေးလိုက်ကြရပါတယ်အဲ့ဒါကတော့တောင်တန်းတွေမဟုတ်ပဲကီလိုမီတာပေါင်းများစွာမြင့်မားတဲ့ဒီရေလိုင်းကြီးပါတကယ်တော့ Miller ကသူ့ရဲ့ရင်ကိုဆင်းတက်ပြီးနောက်ပတ်လေးမှာတမုတ်တာကြီးကိုမြင်ပြီးတက်ရှိတွေနေထိုင်နိုင်တဲ့နေရာလို့အထင်မှားတွားခဲ့က Nasasio Dijo ကနေထိုင်ဖို့တင့်တော်ရဲဆိုတဲ့စစ်ကနေအချက်ပြမှုကိုပို့လွှတ်ခစ်လိုက်တာပါဒါပေမဲ့ဆင်းတက်ပြီးမိနစ်ပိုင်းအတွင်းမှာပဲဒွိနက်ကြီးရဲ့ dress wear ကြောင့်ဖြစ်ပေါ်လာတဲ့တောင်တလုံးစာလောက်မြင့်တဲ့ဒီရေလိုင်းကြီးကသူ့ရဲ့ရင်ကိုတက်ခတ်သွားပြီးသူ့ကိုချက်ချင်းတည်ဆုံးစေခဲ့ပါတယ်အမလီယာကရေထဲမှာလွင့်စင်နေတဲ့ Miller ရဲ့ရင်အစိတ်ပိုင်းအစတွေကိုတွေးလိုက်ရတဲ့အခါမှာ recorder ကိုအသေးအတန်တွားယူဖို့လုပ်ပါတယ်လိုင်းကြီးကနီးကပ်လာနေပြီဖြစ်လို့ Cooper ကရင်ပိုပြန်လာဖို့အိုဟစ်နေခဲ့တာပါအမလီယာကလေးကျသွားတဲ့အခါစက်ရုပ် case ကတူမကိုတွားပွေယူခဲ့ရပါတယ်ဒွေကတော့ Brand နဲ့ case တို့ရင်ပိုကိုအရင်ရောက်အောင်စောင့်ပေးနေရင်းနဲ့လိုင်းလုံးကြီးကသူ့စီကိုရောက်လာခဲ့ကရင်ထဲကိုဝင်ဖို့ကြိုးစားတယ်စက္ကန့်ပိုင်းလေးမှာတင်လိုင်းလုံးကြီးကသူ့ကိုရိုက်ချတွားခဲ့ပါတော့တယ်ဒါကြောင့်မို့လို့ဒွေကိုဆုံးရှုံးလိုက်ရပြီးမျိုးလင်းချက်တွေအကုန်လုံးတေးသေးရင်တွင်ဖြစ်သွားတယ် Cooper တို့လည်းစိတ်ပြက်လက်ပြက်ဖြစ်ကုန်ကြပါတော့တယ် Cooper တို့ဟာဒီဂျိုပေါ်မှာနှစ်ပေါင်းများစွာနေထိုင်နေတဲ့တူတယောက်စီကအချက်ပြမှုကိုလိုက်လာတယ်လို့ထင်နေကြတာပါတကယ်တမ်းမှာတော့အချိန်ကွာခြားချက်ကြောင့် Miller ဟာဂျိုပေါ်ရောက်လာတာနိုင်ပိုင်းပဲရှိအောင်မှာဖြစ်ပြီး Cooper တို့ဟာဒါကိုမစင်စားခဲ့မိကြတာဖြစ်ပါတယ်ရင်ရဲ့ engine ထဲကိုလည်းရေတွေဝင်တွားခဲ့ပေမဲ့အချိန်တစ်ခုအကြာမှာသူတို့တွေလေထုထဲကိုပြန်တက်တွားနိုင်ခဲ့ပြီး endurance ရင်ကြီးစီပြန်ရောက်တဲ့အခါမှာတော့အဖိုးကြီး Romeli ကသူတို့ကိုစောင့်ကြုံနေတာကိုတွေးလိုက်ရပါတယ်ညတောင်တစ်ခတ်အတွင်းမှာပဲ23နှစ်4လ8ရက်ဆိုတဲ့အချိန်ကာလကကုန်ဆုံးသွားခဲ့ပါပြီ Romeli အနေနဲ့လည်းဒီကာလအတွင်းမှာ Gargantua အကြောင်းအတိုင်းအတာတစ်ခုအထိလေ့လာနိုင်ခဲ့ပေမဲ့ကဘာမြေစီကပို့လာတဲ့ data တွေကိုပဲလက်ခံလို့ရနေပြီးဘာမှပြန်ပို့လို့မရခဲ့တာကြောင့်ဘာမှမထူးခဲ့ပါဘူး Cooper ဟာစက်တွေရေးခန်းထဲကိုတွားပြီးအိမ်ကနေပို့ထားတဲ့ဗီဒီယိုတွေကိုအပြေးလွှားသွားကြည့်ပါတယ်တူတာ Tom တယောက်ဘွဲရတာအိမ်ထောင်ကြတာနဲ့သူ့ရဲ့ပထမဆုံးသားလေးကိုဖုံမုံတွေကြောင်းဆုံးရှုံးလိုက်ရတာတွေကိုသူတီးလိုက်ရပါတယ်ပြီးတော့ Murphy တယောက်အမျိုးသမီးကြီးတယောက်ဖြစ်နေတာကိုလည်းတွေးလိုက်ရပါတယ်သူမဟာ Professor Brand နဲ့အတူအလုပ်လုပ်နေတဲ့တိတ်ပိုင်ပညာရှင်တယောက်ဖြစ်နေပါပြီ Cooper ရဲ့မျက်နှာပေါ်ကနာကျင်မှုတွေကတော့တကယ့်ကိုရင်ကွဲမတက်ပါပဲသူဟာနေ့လည်ခင်းတစ်ခုနဲ့တင်သူ့သားသမီးတွေရဲ့ဘဝတစ်ခုလုံးကိုလက်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်ကဘာပေါ်မှာတော့အခြေအနေတွေကပျက်စီးယိုယွင်းနေပါပြီ Professor Brand ကတော့တက်ရှိထင်ရှားရှိနေသေးပေမဲ့တရန်စစ်စစ်အခြေအနေကိုရောက်လာနေပါပြီသူဟာနောက်ဆုံးထွက်တက်မှာ Murphy စီကိုကြေကွဲစရာလိုအပ်ချက်တစ်ခုဖွင့်ဟခဲ့ပါတယ်အဲ့ဒါကတော့ plan ဆိုတာအစကတည်းကလိမ်ညာမှုတစ်ခုတာဖြစ်တယ်ဆိုတာပါပဲသူဟာလွန်ခဲ့တဲ့ဆေဆုနှစ်တွေကတည်းက dress wear ညီမျှချင်းကိုဖြည့်ရှင်းခဲ့ပေမဲ့အဲ့ဒါမပြည့်စုံခဲ့ပါဘူးအဲ့ဒါကိုအပြီးတက်ဖို့ဆိုရင် Gargantua ကြီးတဲ့ဟာ singularity MSC ကအချက်လက်တွေလိုအပ်နေတာပါအဲ့ဒီအချက်လက်တွေကအလင်းတောင်အပြင်ကိုထွက်မလာနိုင်တဲ့နေရာဖြစ်လို့ရနိုင်ဖို့မဖြစ်နိုင်ပါဘူးသူဟာ endurance အဖွဲ့ကိုဈေးလွတ်လိုက်တာဟာကဘာပေါ်ကလူတွေကိုဘယ်တော့မှကင်နိုင်မှာမဟုတ်မှန်တီးလျက်နဲ့ plan B ကိုပဲအကောင့်ထဲဖို့ဈေးလွတ်ခဲ့တာဖြစ်နေခဲ့ပါတယ် endurance ပေါ်မှာ23နှစ်ကြာဖြုံးလိုက်ရတာကြောင့်လောင်စာစီယာလက်ကျန်ဂျိုနှလုံးကိုရောက်အောင်တွားနိုင်ဖို့မလုံလောက်တော့ပါဘူးသူတို့ဟာ man ရဲ့ဂျိုလာဒါမှမဟုတ် Edmonds ရဲ့ဂျိုလာဆိုတာကိုရွေးချယ်ရတော့မှာပါဂျိုတစ်ခုလုံးဟာတေချာနေပေမဲ့ Amelia ကတော့သူမချစ်မြတ်နိုးရတဲ့အာဂါသရည်မှုရှိရာ Edmonds ရဲ့ဂျိုကိုတွားချင်နေတယ်လို့အဲ့ဒီဂျိုဟာရရှိရဲ့အချက်လက်တွေကလည်း organic တက်ရှိတွေရှိနိုင်တယ်လို့ပြသနေပါတယ်ဒါပေမဲ့ Cooper ကတော့အခုချိန်ထိ data ပို့နေသေးတဲ့ Lazarus Machine ရဲ့ခေါင်းဆောင် Dr. Man ကိုပဲယုံကြည်တာကြောင့် Man ရဲ့ဂျိုကိုပဲရွေးချယ်လိုက်ပါတော့တယ်ဒီလိုနဲ့သူတို့ဟာရေခင်းနေတဲ့တိမ်တိုက်တွေနဲ့အမိုနီးယားတွေပြည့်နေတဲ့ကောင်းကင်ကြီးရှိရာ Dr. Man ရဲ့ဂျိုကိုရောက်လာခဲ့ပါတော့တယ်အနောက်မှာတော့ Dr. Man ကို hyper sleep အိပ်ဆက်ခြင်းကနေနိုးလိုက်ကြပါတယ် Cooper တို့ကိုမြင်လိုက်ရတဲ့ Dr. Man လည်းအယံပျော်ရွှင်သွားခဲ့ပြီးသူ့အနေနဲ့လူသားတယောက်ကိုထပ်မြင်ရလိမ့်မယ်လို့မမျှော်လင့်ခဲ့ကြောင်းပြောပြပါတယ်အနောက်မှာတော့ဂျိုအကြောင်းကို Dr. Man ကဆက်ရှင်းပြပါတယ်ဒီဂျိုမှာကဘာမှာလိုတဲ့တကယ့်မြေပြင်မရှိပဲရေခဲပြင်တွေနဲ့ကြောက်ဆောင်အထက်ထက်ပဲရှိပြီးအရင်အေးမြပါတယ်ဒီမှာတရက်ကကဘာရဲ့အချိန်134နာရီကြာမြင့်က dress wear ကတော့ကဘာရဲ့80ရာခိုင်နှုန်းလောက်ရှိပါတယ်ဒါပေမဲ့လေထုထဲမှာအမိုနီးယားတွေပြည့်နှက်နေတာကြောင့်ယာတီဥတုဒဏ်ကိုခံနိုင်ရင်တောင်လေရှူဖို့မဖြစ်နိုင်ပါဘူးဒေါက်တာမန်ကတော့အခုရေခဲပြင်တွေရဲ့အောက်ပေပေါင်းထောင်နဲ့ချီတဲ့နေရာမှာတက်ရှိတွေအတွက်အသက်ရှူလို့ရနိုင်
တဲ့မြေပြင်ရှိတယ်လို့ Cooper တို့ကိုပြောပြပါရယ်အဲ့ဒီအချိန်မှာစက်ရုပ် Tusk ကဘာမီကနေ video message လက်ခံရရှိကြောင်း Amelia တို့ကိုဖွင့်ပြပါရယ်အဲ့ဒါကတော့ Professor Brown တည်ဆုံးသွားပြီဖြစ်ကြောင်း Murphy ကအတိလန့်ပေးတာပါအဲ့နောက်မှာ Murphy က Amelia ရှင်ဒီကိစ္စကိုတည်နေခဲ့တာလားဆိုပြီး Plan A ကလိမ်ညာမှုဖြစ်တယ်ဆိုတာကိုပြောပြကအဖေရောဒါကိုတည်နေခဲ့တာလားတမီးတို့ကိုဒီမာတီဖို့ထားခဲ့တာလားလို့ပြောရင်းဝမ်းနေမျက်ရည်တွေကျလာခဲ့ပါတော့တယ်အဲ့ခါကျမှဒေါက်တာမန်ကသူတိကျောင်းနဲ့ Professor Brown ကလူသားတွေဟာတကူကောင်းဆန်တက်ကြပြီးလူသားမျိုးနဲ့မျိုးမတုံးရေးဆိုတာမျိုးကိုတော့အလေးမထားတက်ကြဘူးလို့ယူဆခဲ့တာကြောင့်ဒီလိုလိမ်ညာမှုကိုလုပ်ခဲ့တာဖြစ်ကြောင်း Cooper တို့ကိုပြောပြလိုက်ပါရယ်လိန်ခံခဲ့ရတဲ့ Amelia ကကဘာပေါ်မှာကြံခဲ့မဲ့လူသားတွေအတွက်စိတ်ထိခိုက်နေခဲ့ပြီး Cooper အတွက်တော့ဒါဟာသူ့ရဲ့တစ်ခုတည်းတော့ရှင်တန်ချစ်အတိတ်ပဲဖြစ်တဲ့တမီးစီပြန်လာခဲ့မယ်ဆိုတဲ့ဂရီကိုတစစီရိုက်ချိုးပစ်ခံလိုက်ရတယ်လို့ပါပဲနောက်တစ်ခါမှာတော့ mission အတွက်ဂျိုမြင့်နဲ့ပြင်ပေါ်ဆင်းတော့မဲ့ Cooper ကတော့သူ့တာဝန်ရှိတာနဲ့ကဘာကိုပြန်มาဖြစ်ကြောင်းပဲပြောနေခဲ့ပါတယ်ဒါကြောင့် Romilly ကကဘာပေါ်ကလူတွေအတွက်မျောလင့်ချက်တေးလေးရှိကြောင်းနဲ့အဲ့ဒါကတော့ Gargantua ပဲဖြစ်ပါတယ်ပုံမှန်ရိုးရိုး Black Hole တွေဝင်ရင် Event Horizon ကိုကျော်လိုက်တာနဲ့ Dress Wear ကြောင့်လူတစ်ယောက်ဟာ Spaghetti ဖြစ်သွားမှာဆိုပေမဲ့ Gargantua မှာတော့သူ့ရဲ့ Dress Wear ဟာရင်တစည်းဖြတ်သွားနိုင်လောက်အောင်ညှင်တာနေနိုင်ပါတယ်အကြောင်းကတော့ Gargantua ကရိုးရိုး Black Hole မဟုတ်ပဲလေပတ်နေတဲ့ Black Hole ဖြစ်နေတာကြောင့်ပါ Romilly ပြောတယ်လို့မြန်ဆန်တဲ့အရှိန်အဟုန်နဲ့ဖြတ်တက်လိုက်မယ်ဆိုရင် Horizon ကိုကျော်တာနဲ့ Singularity ထဲကအချက်လက်တွေရနိုင်ဖို့အခွင့်အရေးရှိနေပြီးဒါကိုစက်ရုပ် Tusk ကလှုပ်ဆောင်ပါပါ Tusk မှာအချက်လက်ပို့လွတ်နိုင်တဲ့စနစ်တွေပါဝင်တာကြောင့် Quantum Data တွေကိုစုဆောင်းပြီးပြင်ပို့ပေးဖို့သူ့ကိုပဲအားကိုးရမှာပါဒါကြောင့် Romilly က Tusk နဲ့အတူရင်ပေါ်မှာနေခဲ့ပြီး Dr. Man ရဲ့စက်ရုပ်စီကအစိတ်အပိုင်းတချို့နဲ့ Tusk ကိုလိုအပ်တဲ့အဆင့်မြင့်တင်မှုတွေပြုလုပ်မှာဖြစ်က Dr. Man နဲ့ Cooper တော့ mission အတွက်တင့်တော်မဲ့နေရာရှာဖို့ပြင်ထောက်ထွက်လာခဲ့ကြပါတယ်သူတို့ညောက်ဟာစကားတပြောပြောနဲ့လေရှူလို့ရမယ်မြေပြင်စီကိုဦးတည်ဆင်းလာခဲ့ကြပြီးတိတ်မကြခင်မှာပဲ Dr. Man ရဲ့သူရဲကောင်းမျက်နှာဖုံးကကွာကျလာခဲ့ပါတော့တယ်တကယ်တော့ Dr. Man ဟာတယောက်တည်းအထီးကျန်စွာမတေးချင်တာကြောင့်အချက်အလက်တွေကိုအတူလုပ်ခဲ့တဲ့လူကြောက်တယောက်တာဖြစ်ပါတယ်ဒီဂျိုဟာလည်းလူသားတွေရှင်တန်ဖို့လုံးဝမဖြစ်နိုင်ပဲအသက်ရှူလို့ရတယ်ဘာမြေပြင်မှလည်းတကယ်ရှိမနေခဲ့ပါဘူးသူဟာ Cooper နဲ့လုံးထွေးတက်ပုတ်ရင် Cooper ရဲ့ခေါင်းဆောင်မှန်ကိုတိုက်ခွဲလိုက်ပြီးအေးခင်းနေတဲ့မြေရိုင်းထဲမှာအသက်ရှူချက်ပြီးတေသွားအောင်ထားပစ်ခဲ့ကငါ့ကိုအပြစ်မတင်ပါနဲ့ Cooper လို့လဲ Cooper အသက်လူနေရတဲ့ပုံစံကိုကြည့်ရင်တိုတိုလေးပြောခဲ့လိုက်ပါတယ်ဒါပေမဲ့ကံကောင်းချင်တော့ Amelia က Cooper ရှိရာကိုအချိန်မီရောက်လာပြီးကေတင်နိုင်ခဲ့ပါတယ် Cooper က Dr. Man လိန်နေတာဖြစ်ကြောင်းပြောပြလိုက်ပြီး Romilly ကိုဆက်တွေ့ဖို့လုပ်နေတုန်းမှာပဲစိတ်မကောင်းစွာနဲ့ပဲ Romilly ကတော့ Dr. Man စိတ်ရုပ်ထဲမှာထည့်ထောင်ထားတဲ့ထောင်ချောက်ကြောင့်ပောက်ကွဲမှုဖြစ်ကတိတ်ဆုံးသွားခဲ့ပြီး Tusk ကပဲလွတ်မြောက်လာခဲ့ပါတယ်အဲ့အချိန်မှာ Dr. Man က Endurance ကိုပြန်တက်သွားနေပြီဖြစ်ပြီးဒါကြောင့် Cooper တို့၃ယောက်အသက်ရှင်နေဆိုရင် Dr. Man ထက်အရင် Endurance ကိုရောက်ဖို့အတဲတန်လိုက်ရတော့မှာပါလိုက်နေရင်းနဲ့ပဲ Endurance ချိတ်ဆက်ပုံကိုမတိတဲ့ Dr. Man ကိုပေါက်ကြတွေရှောက်မလို့ဖို့ Cooper တို့ကလန်တားနေရပြီး Dr. Man ကတော့အကျူးမဆိုင်ပဲယင်ကို Endurance နဲ့ပုံစံမကျပဲချိတ်ဆက်ဖို့စ조사ခဲ့ပါတယ်အကျိုးဆက်အနေနဲ့လေလုံးစနစ်ချို့ယွင်းသွားပြီး PR တွေရုတ်တရက်ပြောင်းလဲသွားတဲ့အခါမှာတော့ Dr. Man ဟာယင်ရဲ့အစိတ်အပိုင်းတော်တော်များများနဲ့အတူပေါက်ကွဲထွက်သွားပြီးအတုပဖြစ်သွားပါတော့တယ်ဒါပေမဲ့နောက်ကနေလိုက်လာတဲ့ Cooper တို့ဟာသူတို့စီးလာတဲ့ယင်ကိုလှည့်ပတ်ပြီး Tusk ရဲ့အကူအညီနဲ့အပြည့်အစုံချိတ်ဆက်နိုင်ခဲ့ပါတော့တယ်ဒါဟာ mission ကိုကေတင်နိုင်ခဲ့ပေမဲ့သူတို့မှာလောင်စာစီဟာလုံးဝနီးပါးကိုမကြံတော့တာကြောင့်Gargantua Black Hole တွေကိုတန်တမတ်မတ်ကြီးဆွဲခေါ်တာခံနေရပါပြီဒါပေမဲ့ Tusk နဲ့ Cooper တို့မှာအကြံတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ယင်ကို Edmonds ရဲ့ဂျိုစီရောက်အောင်တွန်းပို့ပေးဖို့ Gargantua ရဲ့ Dress Wear ကိုအရှင်ယူအတုံးချဖို့ပါပဲဒါပေမဲ့ Gargantua ကနေလုံးမြောက်ဖို့အတွက်ယင်ရဲ့အစိတ်အပိုင်းတွေကို Gargantua ထဲပစ်ချခဲ့ပြီးအလေးချိန်ကိုတက်နိုင်တဲ့မြရှော့ချရပါမယ်ဒါကြောင့်မို့လို့ Cooper နဲ့ Tusk တို့ဟာသူတို့ပါဝင်တဲ့ယင်ရဲ့ disease ကို Gargantua ထဲ stay ခံခဲ့ကြပြီးရလက်အနေနဲ့ Amelia နဲ့ဒရေဓားတွေပါတဲ့ Endurance ဟာ Edmonds ဂျိုကိုတွားရောက်နိုင်ပါပြီယင်ကိုမဖြုတ်ချခင်မှာCooper နဲ့ Tusk တို့က Newton ရဲ့တတိယနိယာမအရာတစ်ခုခုကိုထားခိခဲ့မှတာလူသားတွေဟာတခြားတနေရာကိုရောက်နိုင်တယ်လို့လည်းနောက်ပြန်တွားခိကြပါသေးရဲ့ Amelia ကတော့ဘာမှမတတ်နိုင်ပဲငိုကြွေးရင်းနဲ့ပဲကြံရိတ်ခဲ့ရပါတော့တယ်ဒါပေမဲ့ထူးဆန်းစွာပဲ Cooper ဟာ Gargantua ထဲကိုဆင်းသွားတဲ့အခါမှာသူတော့ Spaghetti ဖြစ်ပြီလို့တွေးထားပေမဲ့တကယ်တမ်းမှာတော့ Tesseract လို့ခေါ်တဲ့အထူးတိဆောက်ထားတဲ့နေရာတစ်ခုထဲကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီနေရာဟာ Murphy ရဲ့အိတ်ခမ်းထဲကအချိန်အခိုက်အတန့်တိုင်းကိုအဆုံးမရှိထက်ခါတလဲလဲမြင်နေရတဲ့စာအုပ်စင်ကြီးနောက်ကနေရာတစ်ခုနဲ့တူနေပါတယ်တကယ်တော့သူကိုယ်တိုင်ကပဲ Murphy ရဲ့ဒစီဖြစ်နေခဲ့တာပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Murphy ကိုထားရစ်ခဲ့တဲ့သူ့ကိုယ်သူစာအုပ်စင်နောက်ကနေကြည့်ရင်မတွားနဲ့မင်းအယူကောင်လို့အိုဖြစ်နေခင်မိပါတယ်အဲ့အချိန်လေးမှာပဲ Tusk ကဆက်တွေ့လာတာကိုသူကြားလိုက်ရပါတယ် Tusk လည်းအသက်ရှင်ခဲ့တာဖြစ်နေပြီးသူတို့အဆိုသူတွေကနှစ်ယောက်လုံးကိုကေပေးခဲ့တာဖြစ်ကြောင်းပြောပြပါတယ် Cooper ကတော့ဘာကိစ္စကငါတို့ကိုကူညီရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေပြီးအခု Cooper ရောက်နေတဲ့နေရာက
သူတို့ဆိုတူတွေကကူပရာနားလည်နိုင်အောင်ဖန်တီးပေးထားတဲ့ dimension တစ်ခုဖြစ်တယ်လို့ Thurs ကပြောပြပါရယ်ဒီနေရာမှာကူပရာဟာတမီးဖြစ်သူနဲ့ဘလို့မှဆက်တွေ့လို့မရပါဘူးဒါပေမဲ့အချိန်တွေအတိုင်းအတာအကန့်အသတ်တွေကိုကြော်ဖြတ်နိုင်တဲ့တစ်ခုတည်းသောအရာက Dresswear ဆိုတာကိုကူပရာတဘောပေါက်သွားပါရယ်သူဟာ Dresswear ကိုတုံးပြီး Thurs စုဆောင်းလာတဲ့ quantum data တွေကိုလမ်းပို့ပေးနိုင်ဖို့တွေးလိုက်ပြီး Thurs ကတော့ကလေးပဲရှိသေးတဲ့ Murphy ကနှစ်ပေါင်းများစွာကြာတဲ့အထိနားလည်မှာမဟုတ်ကြောင်းတုံ့ပြန်ပါရယ်အဲ့အခါကူပရာကတစုံတစ်ခုကိုတဘောပေါက်သွားပြီး Nurser ရဲ့တီနီယာ coordinate ကို binary line တွေအဖြစ်တိမ်မုံတိုင်းတွေတိုက်တဲ့နေ့မှာပို့ပေးလိုက်ပါရယ်ကဘာကြီးကိုကီတင်ရမှာက Murphy လောက်ရမှာဖြစ်ပြီးသူ့ရဲ့တာဝန်က quantum data တွေပို့ပေးနိုင်ဖို့နီလန်ရှာရမှန် Cooper ကတဘောပေါက်သွားပါရယ်အဲ့နောက်မှာ Cooper က quantum data တွေကို Thurs အကူအညီနဲ့ Morse code အဖြစ်ပြောင်းလဲလိုက်ပြီး Murphy ကိုလက်ပတ်နာရီပေးခဲ့တဲ့အချိန်ကိုပြန်ရှာကာ Murphy ကိုပေးထားခဲ့တဲ့လက်ပတ်နာရီစက္ကန့်လက်တန်ရဲ့လှုပ်ရှားမှုအဖြစ်ထည့်သွင်းပေးခဲ့လိုက်ပါရယ်ကဘာပေါ်မှာပျက်စီးလူနေပါဖြစ်နေတဲ့အင်ဟောင်းလေးထဲမှာလက်ရှိ Murphy ဟာသူ့မရဲ့အခန်းလေးထဲကိုပြန်ရောက်လာပြီးနာရီလေးကိုစာအုပ်စင်ပေါ်မှာပြန်တွေ့ခဲ့ပါရယ်ထက်မြက်တဲ့ Murphy ဟာအဖြစ်အပျက်အကုန်လုံးကိုချိတ်ဆက်မိသွားပြီးသူ့မရဲ့အခန်းထဲကတဆေဆိုတာသူ့မအဖေပဲဆိုတာကိုရိပ်မိသွားပါတော့တယ်နောက်ပြီး Morse code ကိုငယ်စဉ်ကတည်းကနားလည်ခဲ့တဲ့ Murphy ဟာနာရီထဲကခုတ်တွေကိုဘာသာပြန်နိုင်ခဲ့ပြီးနှစ်ပေါင်းများစွာမပြည့်စုံနေခဲ့တဲ့ Professor Brown ရဲ့ Dresswear ညီမချင်းကိုအောင်မြင်မြင်အပြီးတက်နိုင်ခဲ့ပါတယ်။ Cooper Robert မှာတော့တာဝန်ပြီးမြောက်သွားခဲ့တဲ့အတွက် Treasurer ကြီးကစတင်ပြိုလဲလာခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲ Cooper ကသူတို့ဆိုတဲ့တခြားပါကုံတွေမှမဟုတ်ပဲတိုးတက်ပြောင်းလဲသွားတဲ့အနာဂတ်ကလူသားတွေဆိုတာကိုနားလည်သွားခဲ့ပါတယ်။ Treasurer ကြီးပိတ်သွားချိန်မှာတော့ Cooper ဟာလွင့်စင်လာခဲ့ပြီးစနေဂျိုအနီးကအာကာသဟင်းလင်းပြင်ထဲမှာလွင်မျိုးလို့နေခဲ့ပါတယ်။သူနိုးလာတဲ့အခါမှာတော့ဖြူစွတ်နေတဲ့ဆေးရုံတစ်ခုအထဲကိုရောက်လို့နေခဲ့ပါတယ်။တကယ်တော့ဒါဟာအနာဂတ်အချိန်တစ်ခုကစနေဂျိုကိုပတ်နေတဲ့လူသားတွေရဲ့နောက်ဆုံးခိုလုံရာ Cooper Station အာကာသစခန်းကြီးပဲဖြစ်ပါတယ်။ရတပတ်အနေငယ်ကြပြီးနောက်မှာတော့ Cooper ဟာအသက်ကြီးရင်းနေပြီးတရက်စစ်စစ်ဖြစ်နေတဲ့အဖွားကြီး Murphy နဲ့ပြန်ဆုံခွင့်ရခဲ့ပါတယ်။အဖေကငြင်းရွေနေပြီးတမီးဟာအိုမင်းနေတဲ့မြင်ကွင်းကတော့ဒီကိကိုပြောင်းပြန်ဖြစ်လို့နေခဲ့ပါတယ်။နေပေါင်းများစွာကွေးကွာနေခဲ့ရတဲ့တားအဖနှစ်ယောက်ဟာအပြန်အလှန်နှွေးထွေးစွာနှုတ်ဆက်ကြပြီးနောက်မှာတော့ဘီမီဘာမှာတားသမီးတေတာကိုမမြင်တင်ဘူးလို့ Murphy ကတိုးတိုးလေးပြောခဲ့ပြီး Cooper ကို Amelia ရှိရာစီကိုလိုက်သွားဖို့တိုက်တွန်းခဲ့ပါတယ်။ Amelia Brand ကတော့ Edmonds ရဲ့ဂျိုဘိုမှာတယောက်တည်းရှိနေပါတယ်။ချိန်မကောင်းစွာပဲသူမရဲ့ချစ်သူ Edmonds ကတော့အကြောင်းတစ်ခုကြောင့်တေဆုံးနေခဲ့ပြီဖြစ်ကသူမကတော့ဝမ်းနေကြေကွဲမှုတွေကြားထဲရပဲ Plan B ကိုစတင်အကောင့်တွေဖိုနေခဲ့ပါပြီ။အဲ့အချိန်မှာ Cooper ဟာရင်တစည်းကိုခိုးပြီး Thurs ကိုခေါ်ပြီး Wormhole စီကိုဥတီလိုက်ပါတော့တယ်။ Plan A အောင်မြင်ခဲ့တာမတိသေးတဲ့ Amelia ကတော့လူသားတွေရှင်တန်နိုင်မှာဖြစ်တဲ့ဒီကဘာတစ်မှာပထမဆုံးလူသားမျိုးဆက်ကိုပြုစုပြောထောင်ပေးမဲ့လူသားမျိုးနွယ်ရဲ့မိခင်ဖြစ်လာခဲ့ရင်ဇလန်လေးဟာဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်။